အားလုံးပဲမင်္ဂလာပါဗျာအင်္ဂါနေ့ထုတ်ကနေများဖြစ်ကြတဲ့မနေ့ပိုင်း65ညနေပိုင်း34ထွက်စီမော်ချီကန်ရွေးဗုဒ္ဓနေ့အတွင်းနဲ့ဇာတာပရိတောက်ကြတဲ့နေ့ရဲ့ပါဝေးတတိတာကစားရမယ်ကနေများကိုမိတ်ဆွေတို့တွေတစ်ဖက်တစ်လမ်းကနေပြီးတော့အထောက်အကူပြုရအောင်လို့ရည်ရွယ်ပြီးတော့ဒီ3မိနစ်စာဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးတော့မှာဖြစ်လို့အခုကလေးကနေစပြီးတော့ကိုတူရနေတူတူလိုက်ပါကြည့်ရှုကြဖို့အတွက်တိုက်တွန်းလိုက်ပါရခင်ဗျအင်္ဂါနေ့မနေ့ပိုင်းထုတ်ကနေဖြစ်တဲ့65ညီကိုညနေပိုင်းထုတ်ကနေဖြစ်တဲ့34ညီကိုတရက်ချင်းညီကို2ကြိမ်ထွေးရှိထားပါတယ်အခုလိုတရက်ချင်းညီကို2ကြိမ်ထွေးရှိလာခြင်းဟာပုံမှန်ထုတ်သားများထုတ်ကတော့ဘာမှထူးခြားမနေပါဘူးဗျဒါပေမဲ့ကိုသူအားတို့လိုထုတ်ကနေများကိုကလင်နာထီတာတွေနဲ့လေးလာသုံးသက်နေသူများအတွက်ကတော့ကြံရင်များအတွက်အထူးသတိကြကစားရမယ့်ကနေများကိုလေးလာတွေ့ရှိခဲ့ရပါတယ်အရှင်းကောင်းပြောရမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ဒီကြံသုံးရဲ့အတွင်းပေါင်ကနေထုတ်ဖို့အတွက်တွက်ချက်ရမှာဒလောင်းတနေရာကနေပြီးတော့အသုံးဝင်စီမဲ့ကနေတွဲများကိုရရှိခဲ့တာမျိုးဖြစ်တယ်ဗျ။ငါနေ့မနေ့ပိုင်းထွက်ကနေ65ညနေပိုင်း34အလယ်မှာ3နဲ့5ဟာနက်ခက်အလင်းနက်ခက်မူအရာအလင်းနက်ထက်ကနေများဖြစ်ကြတဲ့9နဲ့3 9ရဲ့ပါဝါ3ည3ရဲ့ပါဝါ8 9 3ည3ရှစ်လူတို့မိမှာအသုံးပြုကစားရမယ်အမာကီလေးလုံးပဲဖြစ်ပါတယ်ဗုဒ္ဓဟူးနေ့မှာမိတ်ဆွေတို့ရဲ့အကြိုက်ဆုံးကနန်းတစ်လုံးရှိတယ်ဆိုရင်ကိုသူရရဲ့9 3ည3ရှစ်ကီမာနဲ့မဖြစ်မနေတွဲဆက်ကစားဖို့အတွက်တိုက်တွန်းလိုက်ပါတယ်အင်္ဂါနေ့ထုတ်ကနေများဖြစ်တဲ့65နေ့နေ့ပိုင်း34မနေ့ညီကိုညနေညီကိုမို့အရာတရက်တဲ့ညီကိုနှစ်ကြိမ်ထွက်ရှိခြင်းဟာဒီကြက်ရက်ဒီမှာညီကိုမျိုးမယ်လို့အချက်ပြလိုက်တာပဲဖြစ်ပါတယ်။ဘာကြောင့်ဒီလိုမျိုးပြောလဲဆိုလို့ရှိရင်ဗုဒ္ဓဟူးဇာတာပရိတောက်ကြဒီ3ရက်တွေမှာညီကိုတစ်ချိန်တည်းမကထွက်လာဖို့ကျွန်တော်တို့အနေနဲ့တတိထားပြီးတော့ကစားရမှာပဲဖြစ်ပါတယ်။ညီကိုကနေများတည်တဲ့လိုက်ပြီးတော့ကစားကြမယ့်မိတ်ဆွေများနဲ့ညီကိုကနေများကိုမိတ်ဆွေတို့စိတ်ကြိုက်ကနေများရွေးချယ်ပြီးတော့ကစားသွားမယ်မိတ်ဆွေများအတွက်ကိုတူရဲ့စိတ်ကြိုက်ညီကိုကနေများကိုရွေးချယ်ပေးထားပါတယ်။90 10 1နှစ်3တို့ကို main တင်ပြီးတော့ကစားနိုင်ပါတယ်။နောက်ထပ်လေးလာတွေးရှိမှုများတွေကအရင်လားတွေတဲကကိုတူကသုံးသက်ချက်တစ်ခုဖြစ်တဲ့ညီကိုကနေတွေမြူးရဆိုရင်ဒီကျဲရဲဒီမှာမြဲလေးချက်ချင်းများတော့ကေ3ရဲ့အတွင်းပါဝါနဲ့အပူမြဲလေးချက်ချင်းများပါပဲ3ရက်တင်စင်ပေးနေတယ်လို့ကိုသူကဆိုခဲ့ဘူးပါတယ်အင်္ဂါနေ့မနေ့ညနေညီကို2ကြိမ်ထွက်ရှိလာခြင်းဟာညီကိုမျိုးရဲ့လို့မဆိုရပေမဲ့အခုကလေးကကျွန်တော်မိတ်ဆွေများပါဝါနဲ့အပူကိုတတိထားမယ်လို့အချက်ပြလိုက်တဲ့တစ်ခုပဲဖြစ်ခဲ့တယ်ဗျပါဝါနှစ်ကွာကောင်းအနေနဲ့ကတော့9လေး2ခွန်အပူမိန်တင်ခွဲအနေနဲ့ကတော့4ဘူး9ဘူး2ဘူးလိုပဲဖြစ်တယ်ဗျအကဲဗုဒ္ဓဘူးချာတာပရိတောက်ကြဒီ3ရက်တွေကိုသူတို့ခမန်းထားတဲ့မူအရာညီကိုကနန်းတွေကပဲချက်ပြီးတော့အရင်ထော်မလားဒါမှမဟုတ်ပါဝါနဲ့အပူးမှတစ်ခုခုအရင်စေမလားမိတ်ဆွေတို့ရဲ့သုံးသက်ခြင်းများကိုလည်းတခြားဝါသနာတို့မိတ်ဆွေများအတွက်ဘုဒ္ဓရရှိအောင်လို့ဝင်ပြီးတော့ရေးခဲ့ဖို့အတွက်ကိုသူအနေနဲ့ဖိတ်ခေါ်လိုက်ပါတယ်ဘုဒ္ဓမြတ်တရက်စာသုံးသက်ခြင်းရာကိုသူရဲ့ဘုတစ်ခုဖြစ်တဲ့ညနေထော်ကနေ34အပိတ်ကနေ4ရဲ့နှက်ခတ်နှစ်ရဲ့ပေါဝါခွန်နှစ်ခွန်ဝမ်းချိန်သုံးပါအောင်နှစ်ခွန် break ဟာဘုဒ္ဓမြတ်တို့ကိုသူရဲ့စိတ်ကြိတ်အတွဲများဖြစ်တဲ့အရှင်းမှာပြောခဲ့တဲ့ကီလေးလုံးအမာနဲ့3 3ရှင်းတဲ့ဒီနှစ်ခွန်လုံးမိုင်နဲ့တွဲမလားနှစ်ခွန် break နဲ့ပဲတွဲမလားဘလူးတွေတွဲစင်းမလဲဆိုရယ်ကိုသူရဲ့စိတ်ကြိုက် main ဒီတွဲဆိုင်တွေကတော့မနေ့ပိုင်းစီးကွက်ထွက်တာနဲ့အနီးကပ်ကိုသူရဲ့ Telegram Viber Channel မှာတင်ပြီးတော့မှာဖြစ်ပါတယ်ဗျဒါတို့ကြောင့်ကိုသူရဲ့ Telegram Viber Channel များကိုဒီပို့ရအောင်မှာလေးလေးချတာပေးခဲ့မယ်မိတ်ဆွေတို့အနေနဲ့ဝင်ပြီးတော့ join လို့ရမယ်ဗျနောက်ဆုံးတစ်ခုအနေနဲ့ကတော့ကိုသူရဲ့ channel ထဲမှာViber Telegram Channel လေးချပေးထားတယ်ဗျ။ကဲနောက်ထပ်သုံးသက်ချက်များကိုလည်းနောက်ရက်ဒီမှာဆက်ပြီးတော့တင်ပြီးတော့မှာဖြစ်လို့လက်မလွတ်တမ်းကြည့်ရှုနိုင်ဖို့တော့ကိုပြောရဲ့ channel ကို subscribe လုပ်ထားဖို့အတွက်ကိုတို့အနေနဲ့မြစ်တာရက်ခံအပ်ပါတယ်ဗျ။ကဲအားလုံးပဲကိုတို့သုံးသက်ချက်များအားလုံးပဲအဆင်ပြေကြပါသေးလို့ပြောရင်းနဲ့ပဲဒီနာမလေးရနာခွင့်ပြုပါဗျ။